ထိုင်းနိုင်ငံစရကဲဥခရိုင်ခွန်ချက်ကမျိုးနေကဘန်ဆွတ်ထရန်ရဲ့ရွာစစ်စေးရေးကိမှာဖြစ်သွားခဲ့တာပါPathline data ကဘူနီကျောင်းတစ်ကျောင်းကအသက်64နှစ်အရွယ်ဖုန်ကြီး Fred Anurat ဆိုသူဟာကျောင်းပိုင်ပစ်ကတ်ကားကိုမောင်းနေလာရင်ဂိတ်ကိုရောက်လာခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာအဲ့မှာတာဝန်ရှိသူတွေကဘဲကိုသွားမလို့လဲမူရစေဝါတွေနဲ့ပတ်သက်မှုရှိလားလို့ရိုးလေးပဲမေးလိုက်တာပါအဲ့ဒါကိုဘုန်းကြီးကအရင်ကသုံးခဲ့ဘူးမယ်ဖြတ်ထားတာကြာပြီလို့ဖြေခဲ့တယ်တဲ့ဒီနေရာမှာစကားရအရာကြည့်ရင်တော့တိတ်ပြီးပြဿနာမရှိလာဘူးလို့ထင်ရတယ်နော်အေးဟုတ်ပါတယ်ရိုးလေးဖြေလိုက်တဲ့သဘောမျိုးပဲလေဒါပေမဲ့ပြဿနာကအဲ့ဒီစကားကိုပြောနေချိန်မှာသူပြသနေတဲ့ခန္ဓာကိုယ်အမူအရာနဲ့ဇီဝကမတုံ့ပြန်မှုတွေပါပဲအော်ဘယ်လိုမျိုးတွေဖြစ်နေလို့လဲရှင်အဲ့ဒီအချိန်မှာသူ့ရဲ့ပုံစံကအလုံးအမင်းထိတ်လန့်ပြရာခတ်နေပြီးခဏမငင်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာခဏလေးရှင်ကျမဒီညမှာဝေမင်းနေဆွေးနွေးခြင်းနဲ့သူခန္ဓာကိုယ်ကသူ့ကိုသစ္စာဖောက်သွားတယ်ဒါမှမဟုတ်အတွေ့အကြုံမရှိလို့ထိတ်လန့်သွားတယ်ဆိုတာထက်ဆိုင်လေโอเคပြောပါခင်ဗျာဥပမာ तू ကဖဲကစားရမှာကိုလက်တဲကဖဲကိုမချရသွေးခင်မျက်နှာမူရကအကုန်ဖော်ပြနေတဲ့အတွေ့အကြုံမရှိသူတယောက်နဲ့တူမနေဘူးလားတော်လေးတူပါတယ်ခင်ဗျာပြီးတော့ तू ကအသက်64နှစ်ရွယ်ဒေတာကနေကိုးကွယ်တဲ့ဖုန်ကြီးတစ်ပါးဆိုတော့ငါ့ကိုဘယ်သူမှမထီရဘူးငါ့ကိုစစ်ဆေးရဲမှာမဟုတ်ဘူးဆိုတဲ့အလုံးအမြင့်ယုံကြည်မှုလွန်ကဲတာဒါမှမဟုတ်မာနကြောင့်ပေါ်စားသွားတာမျိုးရောမထင်နိုင်ဘူးလားအဲ့ဒီလိုအထင်ကြီးယုံကြည်မှုမျိုးရှိခဲ့တာတော့သိကြတယ်ခင်ဗျအဲ့ဒါကြောင့်လေသူကဆေးပြားတွေကိုတစ်တစ်ချာချာဖုံးကွယ်မထားပဲအလွယ်တကူတည်လာခဲ့တာပေါ့ဟုတ်တယ်ပလတ်စတစ်အိတ်အကြီးလေးတွေထည့်ပြီးသူ့ရဲ့အမ်ပါလို့ကိုတဲ့အပေါ်ယုံသင်္ကန်းတိုထဲမှာဒီတိုင်းထည့်လာတာဆိုတော့လေမှန်ပါတယ်ခင်ဗျဒါပေမဲ့စစ်ဆေးခိရောင်လို့တာဝန်ရှိသူတွေကတကယ်တမ်းမေခွန်းထုတ်လိုက်တဲ့အချိန်မှာတော့အဲ့ဒီယုံကြည်မှုလွန်ခဲ့တာကနီရုတ်တရက်အသက်အန္တရာယ်ဒါမှမဟုတ်ဂုဏ်သိက္ခာကျဆမဲ့အန္တရာယ်ဆိုရချင်းချောက်မှုအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်။အော်ရုတ်တဲ့အခြေအနေပြောင်းသွားတာပေါ့။မြန်အဲ့ဒီခါမှာစိတ်ပညာရာ cognitive load လို့ခေါ်တဲ့ဦးနှောက်ရဲ့ဝင်ပြီးမှုဖြစ်စဉ်စတင်လာပါတယ်။ cognitive load ဆိုတာဦးနှောက်ရဲ့ဝင်ပြီးမှုဖြစ်စဉ်ပေါ့နော်။နည်းနည်းလောက်အသေးစိတ်ရှင်းပြပါလားရှင်။ तू ကညီညီလေးနေလိုက်လို့မရဘူးလား။အဲ့ဒီလိုညီညီနေဖို့ဆိုတာလွယ်မြောင်နဲ့ခက်တယ်ခင်ဗျာ။လူတယောက်ကလိန်လေပြောဆိုတဲ့အခါသူ့ဦးနှောက်ကအလုတ်တွေအများကြီးကိုတပြိုင်နက်တည်းလို့ရပါတယ်ပထမတစ်ခုကယုတ်တိရှိတဲ့ဇလန်တပုတ်ကိုအမြင့်ဆုံးတီထွင်ရတယ်ဟုတ်ကဲ့ဒုတိယကတစ်ဖက်လူရဲ့မျက်နှာအမူအရာကိုအကဲခတ်ပြီးငါလိန်နာကိုတူယုံရဲလားဆိုတာစောင့်ကြည့်ရပြန်တယ်အော်အဲ့လိုရှုပ်သွားပြီပေါ့တတိယကကိုယ့်ရဲ့ခန္ဓာကိုယ်အမူအရာကိုတဘာဝကြတဲ့အောင်ဟန်းဆောင်ထိန်းချုပ်ရသေးတယ်လေဒီဘုံကြီးလိုမျိုးအလေးအကျင့်မရှိတဲ့သူ့အထူးသဖြင့်ရွတ်တဲ့အန်ဒီရဲ့ရင်ဆိုင်ရချိန်မှာအဲ့ဒီလောက်အလုပ်တွေကိုတပြိုင်တည်းမလုပ်တတ်တော့ဘူးပါပြီဆိုတော့ဦးနောက်ကဇလန်းစင်နာကိုပဲအာယုံစိုက်လိုက်တဲ့အတွက်ခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့မေ့သွားတာပေါ့နော်အတိအကျပါပဲခင်ဗျာတစ်ချိန်တည်းမှာပဲ fight or flight လို့ခေါ်တယ်တိုက်ခိုက်မိလားထွက်ပြေးမိလားဆိုတဲ့အာယုံကြောစနစ်ကနူးကြလာတယ်အဲ့ဒီအတွက်ခန္ဓာကိုယ်ထဲကို adrenaline hormone တွေစီးဝင်လာတယ်နှလုံးခုန်မြန်လာတယ်အသက်ရှူမြန်လာတယ်ချွေးထွက်လာတယ်ပေါ့လေတကယ်ကိုဇီဝကမပြောင်းလဲမှုတွေချက်ချင်းဖြစ်လာတာပဲနော်ဟုတ်ပါတယ်ခင်ဗျာအဲ့ဒီမှာ logic ကြကြတွေးတောနိုင်စွာပျောက်ဆုံးသွားပြီးထိတ်လန့်မှုတွေကခန္ဓာကိုယ်လှုပ်ရှားမှုတို့အတန်တုံရင်မှုတို့ကနေတဆင့်အလိုလျောက်ပုတ်ခွဲထွက်လာပါအပြင်းမသင်္ကန်းကဘလောက်ပဲညင်တဲ့နေပါစေအတွင်းပိုင်းဇီဝကမပြေတာတုံပြမှုတွေကိုသူလုံးဝမဟန်တာနိုင်ခဲ့ဖို့ပေါ့မှန်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်လဲတာဝန်ရှိသူတွေကချက်ချင်းသတိထားမိသွားတာပေါ့ဒါဆိုရင်သူအဖမ်းခံရတာမဆမ်းပါဘူးရှင်တာဝန်ရှိသူတွေကတန်တရားဝင်လို့ရှာဖွေလိုက်တဲ့အခါမှာသူ့တင်ငန်းထဲကနေယာပါလို့ခေါ်တဲ့စိတ်ကြွဆေးပြား10ပြားကိုတွေ့သွားတယ်ဟုတ်ကဲ့ဒါနဲ့တည်းမပြီးသေးဘူးလို့သူ့ကိုစီးစစ်ကြည့်လိုက်တော့စီးအယောင်ကခရမ်းရောင်ထွက်နေတယ်လို့သတင်းမှာဖော်ပြထားတယ်ဟုတ်ပါလေဒီနေရာမှာလဲကျွန်မအမြဲသိချင်နေကြတာတခုရှိတယ်စီးအယောင်ကဘာလို့ခရမ်းရောင်ပြောင်းသွားရတာလဲမူးရချေတုံးထားလို့ဆိုတာတော့သိပြီမဲ့အဲ့ဒီနောက်ွယ်ကဓာတုပေတာအလုတ်လုတ်ပုံကိုနည်းနည်းလောက်သိချင်တယ်ရှင်ဒါတော်တော်ကောင်းတဲ့မေကွန်မခင်ဗျတတင်းတွေမှာတော့စီးခရမ်းရောင်ထွက်တယ်လို့ပဲအလွယ်ပြောကြပေမဲ့တကယ်တမ်းကစီးကိုယ်တိုင်ကခရမ်းရောင်ဖြစ်နေတာမဟုတ်ပါဘူးအော်မဟုတ်ဘူးလားဟုတ်ကဲ့မဟုတ်ဘူးခင်ဗျအဲ့ဒါက Marcus reagent လို့ခေါ်တဲ့ဓာတ်ကူပစ္စည်းနဲ့ဓာတုပေတာစမ်းသပ်မှုတစ်ခုလုံးလိုက်လို့ထွက်လာတဲ့ရက်လာပါအဲ့ဒီစမ်းသပ်ရေးတွေမှာ formaldehyde နဲ့ sulfuric acid ပြင်းပြင်းနေပါဝင်ပါတယ်ဟုတ်ကဲ့ဝင်းရဲ့စီးထဲမှာ methamphetamine လို့ခေါ်တဲ့စိတ်ကြွဆေးရဲ့ဓာတ်ကျွေးနေပါနေတဲ့အခါအဲ့ဒီဆေး molecule တွေက nitrogen ဓာတ်ဆင်းနဲ့ခုန acid တွေတပ်ပြုတော့ပါတယ်ဆိုလိုတာကဓာတ်ပြုသွားတော့အလင်းပြန်ဥပြောင်းသွားတဲ့သဘောလားရှင်ဟုတ်ပါတယ်ခင်ဗျာ
ဓာတု molecule တွေပေါင်းဆက်သွားတဲ့အခါအတက်ဖြစ်လာတဲ့တက်ပေါင်းဟာအလင်းရောင်ကိုစုပ်ယူမှုပုံစံပြောင်းလဲသွားတယ် ။အော်အဲ့ဒီတော့မှကျမတို့မျက်စိထဲမှာအယောင်ပြောင်းသွားတာကိုမြင်ရတာပေါ့နော် မမရခင်ဗျာမက်တမ်ဖီတမင်းဆိုရင်ခရိုင်းရောင်တာမမို့လက်မော်ရောင်ကနေအညူရောင်ပြောင်းသွားတာမျိုးမြင်ရတတ်ပါတယ် ။ဓာတုပိတာအီလိန်ညာဒီကိုဖော်ထုတ်ပေးလိုက်တာပဲနော် ဟုတ်တယ်ခင်ဗျဒါကြောင့်ဘုန်းကြီးရဲ့နူးနဲ့ထက်ငင်းလို့မရတော့ပဲမူရစေဝါနဲ့ပတ်သက်တဲ့အမှု၃ခုနဲ့အရေးယူခံရပြီး